ီးတော့ကြီးကိုင်းလာဒါဘာကြီးတော့ မီးကိုင်းတဲ့နတ်မသိဘူးလား ဘာနဲ့ အမေမော်တော်ဖုတ် အမေကြီး ရေရင်နဲ့မော်တော်ဖုတ်အတူတူပဲရှာမရှိနဲ့ နေစမ်းအောင်အမေကြီးခမည်းကမီးတော့ကြီးဘာလို့ကိုင်း မီးဘေးကင်းအောင်လို့ ဩမီးနိုင်တယ်ပေါ့ မီးနိုင်တယ်လားမမင်းနဲ့ ဘယ်လောက်နိုင် ရန်ကုန်မြို့ဟိုတယ်ကြီးမီးလောင်တာအမေမရှိလို့ အမေရှိရင်ကော အမေထမိန်မှာပါတယ်အမေထမိန်ပါတယ်နဲ့နှပ်ပြလိုက်ရင်ဖောက်ကနေငိမ့်သွားစီရမှာ အာကို မီးပိုင်တယ်လားမမင်းနဲ့ အမေကမီးရင်ပိုင်တာလား မွေလဲပိုင်တဲ့တော့ အာမွေလေး ခေါင်းမှာဆိုမွေပွေးမွေဟောက်တွေတင်ထားတာတော့ မလေး လက်မှာဆိုငန်းမြောက်ငန်းချားတွေပတ်ထားတာတော့ ကြောက်စီရ ခြေထောက်မှာဆိုတန်ဝန်းစွတ်တွေပတ်ထားတာတော့ ဟာဟိုမှာတီးကောင်လေးမွေးပိုင်တဲ့နက်ကတီးကောင်ကြမှာကြောက် ဒီကောင်ကြကြောက်တဲ့တော့ ဘာလို့ကြောက် မျက်လုံးမပါတော့ဟိုထိုးတီထိုးမယ် အမေရဲ့ရဲ့ ဟေတော့ဟေတော့ ဒီကိုဘာလာလို့လဲ အစိုးပြိုင်တဲ့တော့ ဒီတိုင်းပြိုင်လို့မရခင်ဗျားတို့ကဖိုင်နယ်ရောက်ရင်ပထမဆုက3000တောင်ရကျွတ်တော့ဒိုင်တွေကဘာမှမရဘဲနဲ့ခင်ဗျားတို့တက်တက်မဲ့ကူညီနေရဒိုင်တွေကိုလက်ထိုးရင်ခင်ဗျားကိုပြိုင်ဝင်ပေးမယ်လက်မထိုးရင်ပြိုင်ဝင်မပေး မှတ်ထားဟေ ပြော ညတကနတ်ထက်မှာအမေရရင်ကအချမ်းသာဆုံးနတ်တော့ အဲ့ဒါသိတယ် ငါနဲ့မှာပေါက်တဲ့ကျွန်းတစ်တဲ့လက်ထုံးမဲ့ယူမလားတော့ ကျွန်းတစ်တည်းဟိုကောင်လေးခိုးလို့ကုန်ပြီဂျောင်ကြားထဲမှာပင်မနဲ့မလို့ချင်း တိရတဲ့ယူမလားတော့ တုံးပေါ့ တမလားယူမလားတော့ ကြိုက်ပေါင်း တင်မွေးယူမလားတော့ ဟမ် တင်မွေးမယူငါမွေးယူမလားတော့လူရဲ့နတ်ကလက်ထိုးတာတခုခုယူပါဟဲ့စိုးကျင်လုံးလို့ပါပြောနေမှာကို တလားတောင်ဆိုချင်းကြီးနီကြီးဝါလေးပါလေးရရင်ဆိုခွင့်ပေး ပေးမယ်တော့ပေးမယ်တော့ ပေးမလား အေးပေးမယ် အဲ့ဒါဆိုတော့ခင်ဗျားကိုကောင်းကောင်းမကောင်းကောင်းဖိုင်နေထည့်ပေးမယ်ရတဲ့သချင်းနဲ့ပြိုင်လိုက်တော့ ပြိုင်မယ်ကြားပိုင်ထားပိုင်ဆိုတာအမေကြီးရဲ့ကြားပိုင်ထားပိုင်ဆိုတာအမေကြီးရဲ့စီတော့ပုံညာမနဲ့ပုံညာခီတောင်းတော်မနဲ့လူသားကိုတောက်ချပါလို့လေသွားကမ်းပြီတချင်းမဆိုခင်သွားမျက်လုံးသွားကုကျုံသွားထီးဆောင်သွားဟိုကတက်တာလေမလီဟာတကူကြီးတာမျက်လုံးနဲ့ပြောင်းတဲ့တဲ့ဘယ်လိုနာမကိုမသိပါဘူးကမ်းပြီမရ ပြောတိုင်းကြောက်ကြည့် ရော ကျောက်ကလားတွေပါတယ်ကြားတယ်နော် ဘာဖြစ်လို့ ခင်ဗျအမေကြီးစီကလက်ထိုးကိုတောင်းလိုက်ခင်ဗျကျောက်တွေခွဲပြီး ဒါတော့တယောက်တစ်ဝက်ပေါ့ဗျာကျောက်ကတင်မွေးယူမယ်ခင်ဗျားကသူ့အမွေးယူလိုက် လိုချင်မအောင်ရအမိုက်ရှုပ်အောင် အဲ့မလို့ချင်းနောက်တစ်ယောက်ခေါ်ပေးမယ် ရှိသေးလား ရှိတာပေါ့ ဟောရ နောက်တစ်ယောက်ကြပါအောင် တောင်းပြုံးမင်းတပါဟဲ့ တောင်ပြုံးမင်းနှစ်ပါး နှစ်ပါးမရှိ ဘာလဲ ဘူးတပါးကပွားမိန်သွားခံတယ် ဟာဝရိယကောင်းလာကြီးတောင်ပြုံးမင်းနဲ့ဘာလာလို့လဲ အစိုးလားပြိုင်တဲ့ဟဲ့ ဒီလိုပြိုင်လို့မရကျွတ်တို့ဒိုင်တွေကိုလက်ထိုးရင်ခင်ဗျားကိုပြိုင်ဝင်ပေးမယ်အမေရင်ကကျိုးသစ်တွေရောတိရအင်းကြီးတွေအကုန်ပေးတယ်တောင်ပြုံးမင်းလေးအဲ့လိုလက်ထိုးရင်တော့ခင်ဗျားပြိုင်ဝင်ပေးမယ် လက်ထိုးမယ်ဟဲ့ ဘာထိုးမှာ တောင်ညုံနဲ့မှမြတ်တဲ့ဟာလက်ပေးမယ်ဟဲ့ ဘာပေးမှာ စိုက်နဲ့စတင်းနဲ့နင့်ကိုလေလံပေးမယ် ဒါတော့မလို့ချင်းဘူးနေမေလင်ဆိုင်ကလေးကမောင်းနှံကိုမပြတ်ဘူးအပြင်ဘက်ကလှည့်လှည့်ပြန်သွားတာတပြားမှမရဘူး အဲ့ဒါဆိုအိမ်သာကန်လိုက်ပေးမယ်အိမ်သာ ရေမရှိပါမရှိတဲ့ပုတ်စော်နာနေလားအချောက်ကိုလာမတက်ဘူးရဲ့အဲ့အိမ်ကမလို့ချင်းဘူး ကဲတပွဲကြီးလောက်ကန်လိုက်ပေးပါမယ်ဟဲ့ဆိုမရစေဟဲ့ တနေ့တည်းပေးလို့လကား တစ်လုံးပေးပါမယ်ဆိုရဖို့အရေးကြီးပါတယ် ဟောတချင်းတော်တော်ဆိုကျင်တာ ဆိုချင်တာပေါ့ဟဲ့ ရာသက်ပါနိုင်စီဆွဲခွင့်ပေးတယ်အဲ့ဒါဆိုရင်တော့ခမ ्या ကိုပြိုင်ခွင့်ပေးမယ်ကြိုက်တာနဲ့ပြိုင်နေတော့ ပြိုင်ပြီဟဲ့ဟိုရေအစပထမနံပါတ်1ပါ ပထမနံပါတ်1ပေါ်မှာ တောင်မြုံမွန်းဆိုတော့ရှင်းမကြီးအဆက်ဆက်ကျင်းပခဲ့တာညီတို့အသိပါ အဲ့တော့ဟုတ်ပါလေ ဒီနှစ်မှာတော့အိစဝမ်းအဝမ်းကြောင့်နတ်တွေပွားမရတာကြောင့် အင်း ကရေကရတဲ့ရှုံး ဟာ ကရေကရတဲ့ရှုံးအယုတ်တဲ့ဖိုက်မောင်မုတ်လင်မရတဲ့တွေကဖင်ကြီးပေါ် အရှုံးပေါ်ကိုရတဲ့နောက်ဟောဒီကိုပြဲအကျွေးမဆက်နေလို့သိမတပေါက်တယ် သူလည်းကမန်းကနလုပ်ခဲ့ရ
နတ်ကတော်များကစားစရာနတ်တီကားစရိတ်မရှိလို့အချောက်တင်နဲ့ဖင်ခံ အချောက်တင်နဲ့တူတူပြန် အဲ့သဝအဝမ်းတောင်ကျုံဘွဲကိုနောက်တင်မလာဖို့ရဲငါရဲ့စီတော်ကြားကြီးကိုတာဝန်ပေးလိုက်ပေမဲ့စီတော်ကြားကငါ့ကိုဘယ်လိုပြောတယ်မှတ်တော့ ဘာပြော ပါဇက်အောင်စရာမရှိလို့ငါ့ကိုအစိုးပြန်ခိုင်းတယ် မွဲသွားပြီ လေကြိုက်ပါပြီကြိုက်ပါပြီ ခမရပြိုင်တဲ့တန်ချင်းကပောက်ကွဲတန်ချင်းမဟုတ်ဘူးအင်းညောင်တန်ချင်းအဲ့တော့ခမရကိုဖုံးဆက်လိုက်ဖုံးဆက်ရင်ရွေးပြီလို့အောင်မယ် တကယ်ယူဝေးမှာနော် စောင့်လာ ပြောတာယူဝေးပါလေ ပြောတိုင်ကြောက်ကြည့် ဘာလို့ညာ ကျုပ်ကနားတွေပါတယ်ကျုပ်ကြားတယ်ထက်တောင်မျိုးမင်းလေးစီကပွဲလီလန်နေတောင်းလာတာကျုပ်လည်းခွဲပြီ ပေးမှာပါဗျာခမရဟိုနေရာယူလိုက် ဘယ်နေရတော့ တန်လန်းပေးကမျက်လက်ယုံခမရယူလိုက်ရ တနေ့ကုန်လို့တော့9ရောက်လာမကြည့်ဘူး တတွဲတော့လာကြည့်ပါ တော်ပြီကျုပ်ကိုနန်းကြီးနာကစကွဲကုံဝိုင်းတဝိုင်းချတဲ့နေရတနေရပေး ဇဝဲကောင်လေးတစ်ခုံသာဘာစီးပွားပြစ်မှာ ဟာကိုတော်ကြီးကိုတော်လေးကိုပန်းနေလာဆက်လိုက်အောက်ကြလိုက်ကျုပ်ကကောက်တယ်ပြီးတော့စပွဲပေါ်တင်ပြီးရောင်းလိုက်ဟာလာဆက်လိုက်အောက်ကြလိုက်ကောက်ပြီးတင်ပြီးရောင်းလိုက်ဘလောက်မြတ်တယ်ပဲ ဒါမြင်နန်းကြီးချိန်ရင်ကပန်းတယ်ကြီးအဲ့လိုကောက်ရောင်းတာလားဟုတ်လား ကျုပ်မပြောဘူးခမခါလာပြောတာနော် အေးဒါလူတရက်ခါရှားနေ